သူတေသနာပညာရှင်ကခွေးကိုလျှက်စစ်လွှတ်ထားတဲ့ကျမ်းပင်ပါရှိတဲ့စမ်းသပ်တတာတွေထည့်လိုက်ပါတယ်။လျှက်စစ်ကြောင်းတွေကခွေးရဲ့ခြေဘဝကနေတဆင့်နှလုံးသားထိပြင်းထန်စွာရိုက်ခတ်သွားပါတယ်။ခွေးလေးဟာနာကျင်စွာအော်ဟစ်ပြီးဟူးပြေးဒီလွားဖြစ်နေပါတယ်။သူဟာအမောတကောအသက်ရှူရင်တုံရင်နေတဲ့ခြေထောက်တွေနဲ့ဒီတက်တာတွေကနေခုန်ထွက်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဘလိုပဲရုန်းကန်ပါစေလျှက်စစ်ကြောင်းတွေကသူ့ကိုကြမ်းမြင့်ပေါ်ခဏခဏပြန်လဲကျစေပါတယ်။နောက်ပိုင်းမှာတော့သူတေသနာပညာရှင်ကသူ့ကိုလျှက်စစ်မလွှတ်ထားတဲ့စမ်းသပ်တတာတွေထည့်လိုက်ပါတယ်။ဒီတစ်ခါမှာတော့သူဟာအသားလေးခုန်ထွက်လိုက်ရုံနဲ့နာကျင်မှုတွေကနေလွတ်မြောက်နေမှာပါ။ဒါပေမဲ့သူဟာမလုံမရှက်ဝက်နေပါတယ်။ခြေထောက်တွေတည်သွားလို့မဟုတ်ပါဘူး။ဘာပဲလုပ်လို့အပေါ်ပဲဆိုတာကိုသူအကျွင်းမဲ့ယုံကြည်သွားလို့ပါ။အဲ့ဒီခွေကိုအမှန်တကယ်ပိတ်လောင်ထားတာဟာကျမ်းပြင်ကလျှက်စစ်ရှော့မဟုတ်ပါဘူး။သူခုန်ထွက်နေစွမ်းရှိနေပါလိမ့်နဲ့ထပ်ပြီးမခုန်ရတော့တာပဲဖြစ်ပါတယ်။ဒါကိုစိတ်ပညာမှာသင်ယူထားတဲ့အကူအမြင့်မြင့်ချင်း land helplessness လို့ခေါ်ပါတယ်။ငါတို့တဲကလူအတော်များများလို့ပါပဲ။ငယ်ငယ်တုန်းကတစကားတစ်ခွန်းဖော်လိုက်တိုင်းငင်းဆန်ခံရစူပူခံရပြီးနားမလဲလူတို့တတ်မှတ်ခံရတယ်။ကြီးလာတော့အလုံးမှာအစွမ်းကုန်ကြိုးစားပြီးမယ်။အထက်လူကြီးရဲ့အထင်သေးမှုနဲ့လှုပ်ဖော်ကိုင်းဘက်တွေရဲ့ဖဲကျင်မှုကိုပဲရခဲ့တယ်။အိမ်ပြန်ရောက်ပြန်တော့လေဘဝရဲ့လိုအပ်ချက်တွေကဖြေးလို့မဖြစ်သေးဘူး။ဒီလိုစိတ်ပြအာရုံမှုတွေဟာအဲ့ဒီလျှက်စစ်ကြောင်းတွေလိုပဲတင့်ကိုအချင်းချင်းလဲကျစေပါတယ်။မှတ်ထားပါ။တင်ဟာဘဝရဲ့ရိုက်ခတ်မှုတွေကြောင့်ရင်ဖားသွားတာပါ။အခက်အခဲအလုံးကိုတပြိုင်နက်ဖြေရှင်းမှုမကြိုးစားပါနဲ့။အရင်ဆုံးတင်းငယ်တဲ့အလုံးတစ်ခုကိုအောင်မြင်အောင်လုပ်ကြည့်ပါ။အောင်မြင်မှုအသေးအဖွဲလေးတွေကနေတဆင့်တင့်ကိုတင်ပြန်ပြောပါ။တင့်ကိုရိုက်ခဲနေတဲ့လျှက်စစ်ခလုံးဟာပိတ်သွားတာကြာပါပြီဆိုတာကိုပေါ့။